大家好，阿拉为明啦吧。大家个阿丹阿尼他个点ပြတော့မှာဖြစ်ပါတယ်။大家မှာ24လုံးရှိပါတယ်။大家ကိုတရွတ်လို့ခေါ်ရဆိုတော့ရွေမူလို့ခေါ်ပါတယ်။ဟာသူရဲ့အတန်ကိုတွားရအောင်။အာအောရီဝူရွီအိုင်အိမ်ဝိန်အောင်အောင်ယုံရဲရွယ်အန်အင်အင်းဝွန်းယွန်းအောင်အင်ရင်အောင်好，等下大家也阿丹安尼他阿丹ထွက်ကိုတင်ပြတော့တာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျတော့ဒီရဲ့ရှင်းတောက်အတန်ပြောင်းလဲမှုကိုတင်ဆက်သွားမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းဆောင်မျိုးပြကြပါ